အားလုံးကိုသခင်ယေရှုနာမ၌ပြန်လည်ပြုကျေးဇူးပါရယ်ဒီနေ့ကျမ်းစာနှုတ်ကပတ်တော်နဲ့ခုနရွေးမယ်ကျမ်းချက်ကတော့ရှမသက်ခရစ်ဝင်အခန်းကြီးခွင်အငယ်ခွင်ကနေစက်တစ်ဖြစ်ပါရယ်ရှမသက်ခရစ်ဝင်အခန်းကြီးခွင်အငယ်ခွင်တောင်းကြလို့တောင်းလှင်ရမည်ရှာကြလို့ရှာလှင်တွေ့မည်တကားကိုခောက်ကြလို့ခောက်လှင်ဖွင့်မည်တောင်းတော့သူမိဒီကရ၏ရှာတော့သူလည်းတွေ့၏ခေါ်တော့သူအားလည်းတကားကိုဖွင့်၏တာဒီမှုကိုတောင်းလှင်မိမိသားအားကြောက်ကိုပြီးမိသူငါကိုတောင်းလှင်မွေကိုပြီးမိသူတဆုံတယောက်မျှတင်တို့တွင်ရှိသလောတင်တို့သည်အစိုးဖြစ်လက်ပင်ကုသားတို့အားကောင်းသောအရာကိုပေးတတ်လျင်ထူမြတ်မကကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အပသည်ဆုတောင်းသောသူတို့အားကောင်းသောအရာကိုသာပြီးတော်မူမည်မဟုတ်လောအာမင်ရှမသက်ခရစ်ဝင်အခန်းကြီးရှစ်အငယ်ခွင်ယေရှုကလည်းငါလာ၍ချမ်းသာပေးမည်ဟုမိန့်တော်မူလျှင်တတ်မှုကသခင်ကျွန်တော်ဤအင်မိုးအောက်သို့ကြွဝင်တော်မူခြင်းဂျေဇုတော်ကိုကျွန်တော်မခံထိုက်ပါအမိန့်တော်တခွန်းရှိလျှင်ကျွန်တော်ဤငယ်သားသည်ချမ်းသာရပါလိမ့်မည်ဥပမာကကျွန်တော်သည်မင်းအောက်၌ကျွန်ခံတော်သူဟစ်တော်လေစစ်သွေးများကိုအုပ်ဆို၍တအိုးကိုတွားချီဟုဆိုလျင်တွားပါ၏တအိုးကိုလာခဲဟုဆိုလျင်လာပါ၏ကျွန်ကိုလည်းဤအမှုကိုလှုပ်တော်ဟုဆိုလျင်လှုပ်ပါ၏ဟုတမှုလျှောက်လေ၏သူစကားကိုယေရှုသည်ကြားလျင်အံ့ဩခြင်းရှိ၍ငါအမှန်ဆိုသည်ကဤမြတ်လှောက်သောယုံကြည်ခြင်းကိုဣသရေလအမျိုး၌ပင်ငါမတွေ့ဖို့သည်အာမင်ဖျားသခင်အထူးကောင်းမြတ်တဲ့သခင်စကားကအင်မတန်မှယုံခြင်းစရာဖြစ်တဲ့ဖျားသခင်သည်ဘယ်တော့မှလင်ပြောရသူမဟုတ်ဘူးသူဤဂတိတော်သည်အမြဲတမ်းတည်တဲ့ဖျားသခင်ဖြစ်တဲ့အာမင်ဒီနေ့ကျမ်းစာအတွက်အားလုံးကိုခုနရဲ့ကြမယ်လို့ယုံကြည်ပါရယ်အားလုံးကိုဖျားသခင်အထူးကောင်းချီးပေးပါစေရှလောမ်လို့နှုတ်ဆက်ပါရယ်